ဒီဗီဒီယိုလေးကတော့ဗီယက်နမ်ဟန်နွိုင်းမြို့ဖုန်ရွေရက်ကွက်တွင်ဖြစ်ပွားခဲ့တဲ့ရင်ချင်းရဲပူကြီးငွေရွေးဂျက်နှင့်ရင်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာတဲ့တန်ဗန်မင်းဆိုသူကိုစီကမ်းချိုးဖောက်လို့ခေါ်ယူစစ်ဆေးရမှာစတင်ခဲ့တာဖြစ်ပါတယ်။ရင်မောင်းမင်းဒီဥထုတ်မစောခြင်းအာမခံမဲ့ခြင်းနဲ့လိုင်စင်နံပါတ်မုံဝါးနေခြင်းစတဲ့စီကမ်းများကိုချိုးဖောက်ခဲ့တယ်။ရင်ထင်းရဲကစီကမ်းအတိုင်းဆိုင်ကယ်ကိုတင်ယူရန်စ조사ချိန်တွင်ရင်မောင်းမင်းကဆိုင်ကယ်နှုတ်မှာမြဲမြံစွာဖက်တွယ်ထားခဲ့ပါတယ်။ရင်ထင်းရဲကဆိုင်ကယ်ကိုဆွဲယူသွားစဉ်ရင်မောင်းမင်းဟာဆိုင်ကယ်ကိုအင်အားသုံးပြီးလမ်းမပေါ်မောင်းလာတဲ့ကုန်တင်ကားတစ်စီးရဲ့ရှေ့တက်တဲ့သို့တွန်းပို့လိုက်ပါတယ်။ရင်မောင်းမင်းဟာသူ့ရဲ့ဆိုင်ကယ်ကိုမသိမ်းစေရန်အတွက်ရင်ထင်းရဲရဲ့အသက်ကိုကားတိုက်မှုဖြစ်ပွားအောင်ရည်ရွယ်ချက်ရှိဖန်တီးခဲ့တာဖြစ်ပါတယ်။ကံကောင်းစွာဖြင့်ကုန်တင်ကားကြီးဟာအချိန်မီ break အုပ်လောက်နိုင်တဲ့အတွက်ကြီးမားတဲ့ထိခိုက်မှုမဖြစ်ခဲ့ပြီးမြဲဒီလောက်ရဟာအလွန်တရာအန်ဒီရေးကြီးပြီးတခြားရင်မောင်းများကိုပါထိခိုက်စေနိုင်တဲ့ရာဇဝတ်မှုမြောက်ပါတယ်။ဒီထိရဟာလူသားတဦးရဲ့ပိုင်ဆိုင်မှုအပေါ်ဆွဲလန်းတဲ့အတ္တဟာအသက်တန်ဖိုးထက်ပိုအရေးကြီးသွားတဲ့တာရကမှာငါပစ္စည်းကိုဘယ်သူမှမထိရဘူးဆိုတဲ့အတွေးဟာအသက်ဆုံးရှုံးမဲ့အန်ဒီရေးကိုပင်မျက်ကွယ်ပြုခဲ့ပါတယ်။ရင်မောင်းမင်းဟာကားရှိကိုဝင်ရောက်ခြင်းဖြင့်ရင်ထင်းရဲကိုအကြောက်တရားနဲ့ချင်းချောက်ကေဆိုင်ကယ်ကိုပြန်ရလိုခြင်းဆိုတဲ့အတ္တဆန်တဲ့ရည်ရွယ်ချက်ကိုဖော်ပြခဲ့ပါတယ်။ဒီလိုလုပ်ရဟာစစ်မှန်တဲ့တတိမဟုတ်ပဲအစွန်းရောက်တဲ့အတ္တရဲ့ထင်ဟပ်မှုဖြစ်ပါတယ်။နောက်ကိစ္စရက်ကိုဖုံးရဲရက်ကွက်ရဲစခန်းကိုလွှဲပြောင်းပြီးဆက်လက်ကင်တွယ်ဖြည့်ရွှင်းခဲ့တယ်လို့သိရပါတယ်။မှတ်ချက်အများစုကရန်မောင်းသူဒန်ဗန်မဲရဲ့လုပ်ရက်ကိုဖြစ်တင်ဝေဖန်ထားတာတွေ့ရပါတယ်။ကိုပိုင်ဆိုင်မှုအတွက်သူတစ်ပါးအသက်ကိုပါအန်ဒီရပြုခြင်းဟာတရားပါရဲ့လား။မှတ်ချက်ပေးခဲ့ပါဦးနော်။စီဇန်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာ။နောက်စီဇန်လေးမှာပြန်တွေ့ကြရအောင်။ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။